ဒီနေ့မနက်9 နာရီမှနိုးပါတယ်ပြီးတော့ morning routine တွေလုပ်ပါတယ်ဒါကတော့အုံးချစ်သီးပါအနံ့ကမွေးပြီးစိတ်ကိုကြည်လင်စေရမလို့ခေါင်းအုံးပေးမှထားအိပ်ပါတယ်ပြီးရနဲ့အပြင်သွားဖို့ပြင်ဆင်ပါတယ်လမ်းလျှောက်ရင်းနဲ့ Lofi Song လေးဖွင့်သွားပါတယ်အပြင်ကနေအိမ်ကိုပြန်ရောက်ပြီးတဲ့အခါနိုင်ဝက်လောက်အနားယူပါတယ်ပြီးတော့ podcast နားထောင်ပြီး vocab တွေချရေးပါတယ်နေ့လယ်တနာရီအိပ်ပြီးတော့စာဖတ်ပါတယ်ဒီနေ့တော့ dual patterns နဲ့ dual character လေးတွေကိုကိုယ်စိတ်ကူးနဲ့ကိုယ်ဆိုရမှာပါဆိုတော့ YouTube video တွေကတချို့ character လေးတွေကို reference ယူပြီးတော့ဆွဲပါတယ်အချိန်တနိုင်ခွဲကြာပြီးတဲ့နောက်မှာတော့ရေလို့ပြီးသွားပါပြီစဉ်းစားပြီးဆွဲရတာဆိုတော့ခေါင်းတော့နည်းနည်းကြိုက်သွားပါတယ်ဒါလေးကတော့ result လေးပါ day 44 vlog လေးရတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်